ဒီနေ့ဘောလီဘာရောင်ဝတ်ထားလဲတဲ့ ပန်းရ နောက်လူကိုဘာမေကွန်းဆက်မေးရမလဲ ဒီနှစ်ကောတယောက်တည်းပဲဖြတ်တန်းတော့မှာလား ဒီနေ့ကောတဲ့တယောက်တည်းဖြတ်သန်းမှုရှိလားတဲ့ တယောက်တည်းဖြစ်နေကြပြီ ဘာလို့လဲညီမလေး မတွဲချင်ဘူး နောက်လူကိုဘာမေကွန်းဆက်မေးရမလဲ အခုတယောက်နဲ့ရောအဆင်ပြေနေရလား ပြေဦးဗျနည်းနည်းခံစားနေရတယ် နောက်လူကိုဘာမေကွန်းဆက်မေးရမလဲ စော်ရှိလားလို့ စော်ရှိလားတဲ့ မရှိဘူး ဘာလို့မရှိရ ပြတ်သွားတာကြာပြီ၈လလောက်ကြာ နောက်လူကိုဘာမေကွန်းဆက်မေးရမလဲ ထမင်းစားပြီးပြီလားလို့ စားပွားကြက်ကြော်နဲ့ ကြက်ကြော်နေပဲစားတာနောက်လူကိုဘာမေကွန်းဆက်မေးရမလဲ ဘယ်နှနိုင်ကြာလဲ ဟာရောက်ဘန္ဒနာကြီးကြာလေတဲ့ 3မိနစ် 3မိနစ်အကိုနောက်လူကိုဘာမေကွန်းဆက်မေးရမလဲ ကမ္ဘာပေါ်မှာဘု து အချစ်ဆုံးလဲလို့ မိဘ တယောက်တည်းပဲရွေးမယ်ဆိုရင်ရော အမေ နောက်လူကိုဘာမေကွန်းဆက်မေးရမလဲ ကိုကိုဖောက်ပြန်သွားတဲ့ ES ကိုလမ်းမှာတွေ့ရင်မလုပ်ချင်လဲ ငါနဲ့အရင်မေးမယ်နေဘာလုပ်မလဲ နေနိုင်ရတဲ့ကိုကငါမှရှိနေပြီဆိုရင် အာကိုကိုဖြတ်သွားတဲ့ ES ကိုတဲ့လမ်းမတွေ့ရင်ဘာလုပ်ချင်လဲတဲ့ ပါရတယ် ပါရဲ့မှာနှစ်ချက်လဲညီမလေး ဆဲကြတော့ ကိုနောက်လူကိုဗာမေကွန်းဆက်မေးရမလဲ ဘလက်တိုင်းဒေးမှာချောကလက်ရခဲ့လား မရခဲ့ပါဘူး ဘာလို့လဲ ခြေသားမရှိတော့ ကိုနောက်လူကိုဗာမေကွန်းဆက်မေးရမလဲ အေးရောတကယ်ချစ်ခဲ့တာ ဒီလိုတကယ်ချစ်ခဲ့လား မချစ်ခဲ့ဘူးထင်တယ် ဟုတ်လားအဲ့ဒါမဲစော်မရ ES ကိုတကယ်ချစ်ခဲ့လားတဲ့ မချစ်ဘူး ဘာဖြစ်လို့လဲညီမလေး မချစ်လို့ကြဲ ဟာကိုနောက်လူကိုဗာမေကွန်းဆက်မေးရမလဲ ရီစားဟောင်းဘယ်နှစ်ယောက်ရှိလဲရီစားမသိ ညီမလေးမသိဘူးဆိုတာများလုံးလုံးမသိရဘူး အဲ့ဝင်နေလေ အော်ကျန်းသွားပြီနောက်လူကိုဗာမေကွန်းဆက်မေးရမလဲ လက်ရှိချစ်သူထက်အရင်ချစ်သူကိုဘယ်လောက်ချစ်လဲရော လက်ရှိချစ်သူထက်အရင်ကြီးသားကိုဘယ်လောက်ထိချစ်လဲတဲ့ လက်ရှိကချစ်သူမရှိဘူးလေစနေရက်နေ့ရမှပြတ်သွား နောက်လူကိုဗာမေကွန်းဆက်မေးရမလဲ ချစ်သူများနေ့ကဘယ်ကိုသွားခဲ့တယ်ပေါ့နော် ဒီလိုပဲလား ဒီပြီးတော့ဘယ်သွားသေးလဲ ဒါမှမတော့ အကိုနောက်လူကိုဗာမေကွန်းဆက်မေးရမလဲ ဘာကြိုက်ဆုံးလဲ ဘာအကြိုက်ဆုံးလဲတဲ့ သူမရဲ့အရှစ်တွေကိုကြိုက်ဆုံး ဟာရကောင်းလိုက်လားကျွန်တော်နောက်လူကိုဗာမေကွန်းဆက်မေးရမလဲ ရှုတာတဲ့ရှစ်တွေရအောင်မလို့ကြိုးစားမလဲ မသိဘူးတကောင်မှမရဘူးလေကိုကအရန်ကောင်းပြီလို့ရှိရင်တို့ကထားပါအောင်ကိုကဂယုမဆိုင်လို့ရှိရင်လည်းတို့ကထားပါဘာမှလည်းမထူးစမ်းအဲ့မဲ့နောက်ထပ်ရီစားရလို့ရှိရင်တော့လုံးဝအရန်ချစ်ပေးပြီးတော့အရန်ကောင်းပေးမှာလုံးဝမရစ်ဘူးလုံးဝပြဿနာမရှာဘူးအကုန်တီးကန်အော်တန်း အကိုကနောက်လူကိုဗာမေကွန်းဆက်မေးရမလဲ အခြေဦးကိုမေ့နိုင်ပြီလား